ခုပြောပြပေးမယ့်ဆိုင်ကယ်ကတော့ 2x2 ဆိုင်ကယ်လို့ခေါ်ပါတယ်ဒါကတော့ original မလာဘဲနဲ့ပြန်ပြီးထွင်ရတဲ့ဆိုင်ကယ်ပေါ့ဗျာတော်လန်ကျန်းတော့အသုံးပြုနေတဲ့လူတွေရောတစ်ဆွဲနေတဲ့လူတွေတော့အဆင်ပြေပါတယ်ဒီဆိုင်ကယ်ကိုအခုပြသပေးကြတာကတော့ BN နိုင်ငံမှာပြန်လဲတော်လန်သုံးဖို့အတွက်ပြန်လဲဖန်တီးပြုပြင်လာတဲ့ဆိုင်ကယ်ကိုပြင်ဆင်လာတဲ့ဆိုင်ကယ်ပေါ့ဗျာဒီဆိုင်ကယ်မှာဘာတွေထူးခြားသွားလဲဆိုလို့ရှိရင်ဒီဆိုင်ကယ်ကနောက်ကအင်ဂျင်ဂီယာဘောက်ကထွက်တဲ့ဝင်ရိုးပင်နီယံကိုနောက်ပင်နီယံတစ်ခုနဲ့ယူပြီးတော့ frame ရနေပြီးတော့ဘောတိုင်းနေပင်နီယံထိုင်နေနဲ့တွဲပြီးတော့ shape ဖောက်တာကိုပြန်ယူလာပါတယ် shape ဖောက်ကနေပြီးတော့ join set လို့သဘောနဲ့သူတို့ပင်နီယံထပ်ထိုင်ပြီးတော့ shape ကွေမှာ shape ကွေရဲ့ drum များရဲ့တစ်ဖက်ရှမ်းကို sport ကကြီးပြန်ထိုင်ပြီးတော့ဒီအပေါ်ကထိုင်ထားတဲ့ sport ကနဲ့ပြန်တွဲထားတာကိုတွေ့ရပါတယ်ဒီဆိုင်ကယ်ရဲ့ထူးခြားသွားတဲ့အားသာချက်အားနည်းချက်တွေကတော့များသောအားဖြင့်တော့အားသာချက်ပုံများမှထင်ပါတယ်။ဘာကြောင့်လဲဆိုရင်ရုံးဆွဲမှာပုံမတိတာစီပြီးတောင်တက်တောက်ဆွဲမှာပူပြီးတိတာစီပါတယ်။သူ့ရဲ့ဆင်းနေမှာဆိုလို့ရှိရင်ဘရိတ်ကို150လောက်ပဲတာမန်ထက်တော့ပြီးဝင်လို့တော့ပါတော့သူကဂီယာနဲ့လည်းတွက်ထိန်ပြီးရတဲ့အတွက်ကြောင့်မို့လို့ရုံးဆွဲစိတ်ချပါတယ်။အစင်းလည်းစိတ်ချပါတယ်အတက်စိတ်ချပါတယ်ပေါ့။ဟုတ်ကဲ့ကျေးဇူးပါ